ရဲတတာဘာပြောလဲဆိုမဟုတ်ဘူးကျွန်တော်ရဲတတာပါဆိုသူကကျွန်တော်ရဲပါလို့သူကပြောတယ်အဲ့အောင်မင်းဘိုင်ရဲပဲလာပြောနေပေါ့အဲ့မှာမင်းကပဲရဲတွေဘိုင်ကလာပြောငါဘုံမှုกว่าဆိုပြီးတော့ငရင်ဖြတ်ပြီးတော့အတင်းလူတော့ကချုပ်ပြီးတော့သူ့ကိုအတင်းခေါ်ရတယ်ဒေါဆန်းစိုးကြီးငါတို့တက်မလို့ကနေပြီနော်အာရမတိမ့်ပိုက်ပြီးတော့ငါတို့ကဖမ်းတာမဟုတ်ဘူးကွာနော်ဒီဖွားကြီးသာအပြင်မှာရှိနေနော်ငါတို့မြန်မာနိုင်ငံကြီးနော်ဒီတဲ့မကပျက်စီးမှာဆိုလို့ဖမ်းထားတာအခုမှပဲဒီဖွားကြီးကြောင့်ပေါ့နော်တော်တော်လေးငါတို့မြန်မာနိုင်ငံကြီးငြိမ်းချမ်းမှုမရှိဘူးရတုံလောင်ချောင်ရေးရေတသားတူကိုရေလော့သားအဖြစ်ရောင်းချရန်ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ဘီဆိုတီတောင်းကိုဖမ်းဆီးခံရတယ်တဲ့ဆိုဘီဆိုတီတွေကရေတသားကိုရောင်းစားတယ်ပေါ့နော်ဆိုဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဂျုံမမင်းကဖြစ်စဉ်ကိုပြောပြတော့ပါတယ်သူတို့အချင်းချင်းဘယ်လိုတွေဖမ်းဆီးမှုဖြစ်ပွားခဲ့တာလဲပေါ့နော်ဖြစ်စဉ်အကြောင်းအရာတွေကိုကျွန်တော်နားထောင်ကြည့်အောင်ပါဂျုံမမင်းပြောပြတော့တာပေါ့နော်ကဲမွန်ပြည်နယ်တန်ဖြူစဲမြို့နယ်ကြိုက်ခွေမြို့မှာပြီးခဲ့တဲ့ဇွန်လ19ရက်နေ့ညနေ4:00နာရီခွဲလောက်ကနော်မွန်ပြည်နယ်လွှတ်တော်မှာတာဝန်ထမ်းဆောင်နေတဲ့လူမျိုးတပ်ဖွဲ့ဝင်တာဝန်ထမ်းဆောင်နေတဲ့ရဲတပ်သားဇော်ဝင်းထွန်းဆိုတဲ့ပုဂ္ဂိုလ်အဲ့ပုဂ္ဂိုလ်ကနော်သူကသူ့ရဲ့တာဝန်ထမ်းဆောင်ခြင်းပြီးသွားလို့သူကငကမောက်စီဒီဘက်ကိုဖျားဖို့သွားတယ်အဲ့တော့ငကမောက်စီဒီနားမှာတူတဲ့ထိုင်နေတဲ့အချိန်ရှိနေတဲ့အချိန်မှာအမျိုးသားတော့ကရောက်ချလာပြီးတော့သူတို့လိုက်ခဲ့ဖို့ခေါ်တယ်ခေါ်တော့ရဲတပ်သားကဘာပြောလဲဆိုမဟုတ်ဘူးကျွန်တော်ရဲတပ်သားပါဆိုသူကကျွန်တော်ရဲပါလို့သူကပြောတယ်အဲ့အောင်မင်းဘိုင်ရဲပဲလာပြောနေပေါ့အဲ့မှာမင်းကပဲရဲတွေဘိုင်ကလာပြောငါဘုံမှုกว่าဆိုပြီးတော့ငရင်ဖြတ်ပြီးတော့အတင်းလူတော့ကချုပ်ပြီးတော့သူ့ကိုအတင်းခေါ်ရတယ်ခေါ်လဲပြီးတော့ဆိုင်ကယ်ပေါ်တင်ပြီးတော့ဒီကောင်ဆိုင်ကယ်တင်ပြီးတော့ဆိုင်ကယ်နှစ်စီးပေါ့နှစ်စီးနဲ့တစ်စီးပေါ်မှာတင်ပြီးတော့တစ်စီးကိုတောက်ညှက်ထိုင်ပြီးတော့တစ်စီးနဲ့ဘယ်လိုသွားလဲဆိုတော့ဆိုင်ကယ်နဲ့တီးတဲ့မောင်းပြီးတော့ခေါ်ရတယ်ဒီကောင်ခေါ်လာပြီးဘုံမှုဆိုခေါ်ရတော့ပြီးတော့ကြိုက်ခွေမှာရှိတဲ့ရေလိုသားကျိုးဆောင်အမျိုးသမီးတယောက်ဖြစ်တဲ့မတ်တင်စာလွင်ဆိုတဲ့အမျိုးသမီးအနေကိုခေါ်ရတယ်ခေါ်လာပြီးအဲ့ကိုပို့ပြီးတော့အဲ့အိမ်မှာအတင်းကျပ်ရောင်းပလိုက်တယ်ဘယ်လောက်ဆိုငွေ12သိန်းနဲ့မတ်တင်စာလွင်ကဒီအချိန်ကိုကြည့်ပြီးတော့ဒီပြောတဲ့လူရဲ့ဟိုဘက်ကစကားမူမှန်ဘူးဆိုပြီးတော့ကြိုက်ခွေရဲစခန်းကသူကဆက်သွယ်တဲ့ခါကျရဲစခန်းကနေပြီးတော့စစ်ပြီးတော့ကြည့်တော့ဒီပုဂ္ဂိုလ်ကနော်ဒီတွားစစ်တဲ့ခါမှာမော်လမြိုင်မြို့မြေတီကုန်းရက်ကွက်ဘူတာကြီးဝန်းမှာနေတဲ့အသက်52နှစ်အရွယ်ဦးတင်သန်း46နှစ်အရွယ်ကိုဦးတင်မင်းထွန်းအသက်38နှစ်အရွယ်ကိုဖြိုးကိုတဲ့အဲ့ဒီပုဂ္ဂိုလ်တွေကအဲ့ပုဂ္ဂိုလ်3ဦးကနော်အဲ့3ဦးကသူတို့မှာဘာတွေ့ရလဲဆိုတော့တခုတော့ရှိတယ်တမတော်သားစစ်သားစုဆောင်ရေးတပ်ဖွဲ့ရုံးမော်လမြိုင်ဆိုတဲ့ကပ်ပြားဦးတင်သန်းအမည်နဲ့အဲ့ကပ်ပြားတစ်ပြားပါဝင်တပ်သားစစ်စုဆောင်ရေးအကူလို့ဘာလို့အဲ့လိုအကူဆိုတဲ့ကပ်ပြားလေးတွေနဲ့အတူအဲ့3ယောက်ကိုတန်တရားရှိလို့ဖမ်းလိုက်တယ်ဖမ်းပြီးတော့နော်ပြောချင်တာကဒီဟာကစက်ကောင်စီလောက်ခံဘီဆိုတီတွေဖြစ်တယ်လို့သိရတယ်ဘီဆိုတီတောင်းဦးလို့သိရတယ်တို့သူတို့တွေကစစ်မှုထမ်းစုဆောင်ရေးအတွက်ကပ်ပြရနေတဲ့သူတွေအကောင်လုံးကိုဒီလိုမျိုးတွေကိုရေးပြီးတော့ဖမ်းနေတယ်နော်တခြားသူတွေလည်းဒီလိုမျိုးတွေတော့ရှော့ဖမ်းဖို့အတွက်ကပ်ပြရနေတဲ့သူတွေနော်အဲ့တော့ကိုအမကိုလူကုန်ကူးမှုတွေနေရတဲ့ဖွဲ့စီကိုပို့ထားတယ်ပို့ပြီးတော့မယူဘူးလို့တယ်ပြောရင်တော့ဒီဖြစ်စဉ်မှာဒီရဲကသူ့ဟာသူအေးစင်းနေတယ်သူ့ဟာသူဖျားမှာရှိနေတာပေါ့ကျွန်တော်ရှိနေအဲ့ဒါကိုဖမ်းသွားတယ်ဒီစစ်သားလိုမျိုးပါလို့ပေါ့စစ်သားလိုပဲအယောင်ဆောင်ထားလို့လည်းပြောမလားစစ်သားအယောင်ဆောင်လို့ပြောမလားစစ်သားဖြစ်မအစ်စ်လားတော့မသိဘူးငါဘုံမှုกว่าဆိုပြီးတော့နေဖြတ်ပြီးတော့ရဲပါခေါ်ရတဲ့ဇလန်းပေါ့နော်ဆိုတော့ကျွန်တော်ရဲစစ်ချက်ကလေးကျွန်တော်ကြည့်ရတော့စိတ်ဝင်စားဖို့ကောင်းတာပေါ့ခုနနော်ရဲစစ်ချက်ကအတူလေးဖတ်ပြပေါ့နော်ဆိုတော့ဒီရဲတပ်သားလေးကပေါ့နော်အခုရဲတပ်သားရဲဇော်ဝင်းထုံးဆိုတဲ့ကောင်လေးကသူကအဲ့ငကောက်စီမှာဖျားဘူးသွားတဲ့အချိန်တဲ့နော်သူ့ရဲ့တိုင်လူသုံးရောက်လာတယ်သူ့ကိုကြိုက်ခမီကိုခေါ်ရတယ်ခေါ်သွားပြီးတော့ရေလိုသားကျိုးဆောင်ကုမ္ပဏီအိမ်ဥက္ကဋ္ဌမတ်တင်ဆောင်အိမ်ကိုပို့တယ်ငွေ7သိန်းတောင်းပြီးတော့ရဲကိုတောင်းပြီးတော့သူအပ်တယ်ပေါ့အဲ့တော့ဟိုအဲ့မတ်တင်ဆောင်လည်းမြို့သမီးကသူရဲစခန်းဖုန်းဆိုတော့ရဲစခန်းလာကြည့်တယ်ကြည့်တဲ့ခါကျမှသူကတကယ်ဟိုကောင်လေးရဲဖြစ်နေမှန်းသိပြီးတော့ဟို3ယောက်ကဒီကောင်လေးကရဲမဟုတ်ဘူးပေါ့ပုံမှန်မဟုတ်တယ်သူတို့ခေါ်ပြီးဆက်လိုက်တဲ့ခါကျတော့နော်ဆက်လိုက်တဲ့ခါကျတော့ဒီ3ယောက်ကတာမန်လူမဟုတ်ဘူးဗျတာမန်လူမဟုတ်ဆိုသူတို့ကဟိုစစ်သားလို့တော့သူတို့ပြောရမယ်စစ်သားတော့မဟုတ်ဘူးနော်သူကဘုံမှုလို့ပြောတဲ့လူကတင်တန်းဆိုတဲ့ပုံကိုဖြစ်တယ်ဒါဆိုစစ်သားစစ်စောရေးရလို့ယူတုံးထားတာတွေ့ရတယ်ဆိုတော့ဟုတ်မှာမဟုတ်တာခဏထားလောလောဆယ်ရဲတပ်ဖွဲ့ကတော့ဒီကောင်သူ့ကိုလောလောဆယ်အမှုဖွင့်ထားရတယ်ဆိုမျိုးပြောတယ်ပေါ့နော်ဆိုတော့ဒီလူတွေရဲ့ဟွာကိုကြည့်လိုက်တော့လဲအချက်လက်တွေကြည့်လိုက်တော့လဲဒီမှာဟုတ်တယ်သူတို့အချက်လက်တွေကြည့်တော့လဲတော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်ရဲတပ်ဖွဲ့ကဒီစစ်ဆေးမှုမှာသိမကြရင်ရဲတပ်ဖွဲ့နဲ့အဲ့
ဒီစစ်စစ်မှုရလိုက်ကိုသူတက်မတော်ရတက်ဖို့သူတက်မတော်သူလှမ်းမေးပါလိမ့်မယ်မေးပြီးတက်မတော်ဒါတက်မတော်မင်းကြီးတက်မတော်မှာတကယ်တမ်းဒီလူတွေမရှိဘူးဆိုရင်တော့တက်မတော်အရေးယူတက်မတော်မရှိဘူးဆိုရင်တော့ဒါသူတို့ရဲရလဲရဲရောက်ရေးယူမှာပေါ့နော်အကယ်တက်မတော်သားဖြစ်နေတယ်ဆိုရင်တော့အဲ့တော့ကတော့သိကြတယ်စစ်စည်းကမ်းတွေရေးယူခံပါပေါ့နော်ကဲဆိုတော့ဒါကတော့ကျွန်တော်တို့ပြောပြသွားတာဖြစ်ပါတယ်ဗောနော်ဆိုတော့ဒီကျောင်းရာတွေပတ်သက်ပြီးတော့ဖန်စီနေတဲ့သူတွေကပစိုးထီတောင်းရောက်သိရတယ်ဆိုတော့သူတို့ပြောချင်တာကတော့စစ်သားတွေဖြစ်တဲ့အကြောင်းတွေအခြေအနေနဲ့ပြောသွားတာဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့လည်းအတိအကျတော့မသိဘူးသတင်းမီဒီယာမှာတက်လာတာကတော့ပစိုးထီတောင်းရောက်ကရေးတအုပ်ကိုဖန်စီခေါ်ဆောင်တော့သူကရေလောသားဖြစ်ရောင်းစားဖို့အတွက်ငွေစီအနေနဲ့12သိန်းသူမိကလေးတအုပ်မှာဗောနော်အဲဒီလက်ခံတဲ့သူရှိမှာ12သိန်းတောင်းတယ်ဗောနော်ဆိုတော့အမှန်ဆိုရှင်ဒီရောင်းစားဒီရောင်းဝယ်လုပ်နေလူကောင်ကူဒီလူကိုရောင်းဝယ်လုပ်နေတဲ့သူတွေစီမှာလူတွေကိုလေစစ်စစ်ရအောင်နော်ဒီကောင်ကိုလေစစ်စစ်ရမှာဒီလိုမျိုးတွေကိုလက်ခံတဲ့ရောင်းဝယ်လုပ်တဲ့လူတွေကိုဒီအခုဆိုလို့ရှိရင်ဒီရေးတွေမဟုတ်ဘူးဆိုလို့ရှိရင်ဒီကောင်ကအခုရေးဖြစ်နေလို့ဒီလိုမျိုးချင်းချင်းအစီပြီးသွားတာရေးမဟုတ်ဘူးဆိုလို့ရှိရင်ဒီကောင်ကအဲ့ဒီကောင်ဒီမိမကသူ့ကိုရေလောသားပုတ်လိုက်ပြီးတော့မင်းကဝေပြီးသားငွေနဲ့ဝေပြီးသားငွေနဲ့လောက်တရတာမင်းတို့တွေကိုတောင်းချင်ဆိုတောင်းလို့ရောက်တယ်ဆိုပြီးတော့အဲ့မှာဂျက်ဖောင်မှာသွားပြီးတော့လောက်ခိုင်းလို့လောက်ပါတယ်ရေလောသားလောက်ခိုင်းလောက်ဆိုတာကတော်လေးကိုပြပင်းနေကြီးမှာအတော်လေးကိုပြပတဲ့ဟာဆိုတာကိုအားလုံးလေးသဘောပေါက်ပြီးသားဖြစ်ပါတယ်ဆိုတော့ဒီလူမျိုးတို့သွားလောက်ခိုင်းရေဂျက်ဖောင်မှာဖြစ်ခဲ့ပါငယ်တို့ဒီလူမျိုးတွေကြားဘူးတွေလူကောက်ခံရတယ်ရောင်းစားခံရတယ်ဆိုတာကမျိုးဒီလိုမျိုးတွေကိုလက်ခံတဲ့သူတွေကိုလည်းအရေးယူရမှာတကယ်အမှန်ဆိုလို့ရှိရင်ဆိုတော့ဒီဟာကသူတို့ချင်းချင်းမှာဖန်ဆီးမှုတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကိုသိစေချင်တာဖြစ်ပါတယ်အဲ့ဒီနောက်မှာဆက်လက်ပြီးတော့နားထောင်စေချင်တဲ့သတင်းကတော့ဒီအခုအချိန်မှာစက်ကောင်စီလက်အောက်ကစက်တက်တွေရဲ့လက်အောက်ကကြက်ဖပါတီတွေနော်ကြက်ဖပါတီတွေကအချွေမှုတွေရွေးနေတယ်တဲ့အဲ့ဒီထဲမှာတဲ့အော်ချိုရင်ပူအရွေးခံဖို့အတွက် LND ဖက်ကလူတွေကလာပြီးတော့ကျွန်တော်တို့ကိုအခွင့်လာတောင်းတယ်တဲ့။ရာကဘယ်သူပြောလဲဆိုလို့ရှိရင်တော့ကိုလေးလာစေပြောတာကျွန်တော်တို့နားထောင်ကြည့်အောင်ပါဘယ်လိုပြောဆိုခဲ့လဲပေါ့နော်။ဆိုတော့ပြောစရာရှိတယ်ဆိုလို့ရှိရင်တော့မှပြင်ပြီးတော့ပြောရတော့။ကဲအမလို့ဟိုဟာလေးတွေပေါ့ကျွန်တော်တို့ပါတီဝင်လာတဲ့အစ်စ်ကလေးပါတီဝင်အစ်စ်အဆိုပြုလာပြည့်ပွဲလေဝေးမှာလည်းရှိတယ်ပုပ္ပသီမှာလည်းရှိတယ်ပုပ္ပသီမှာဆို2နေရာတောင်ရှိတယ်ပါတီကိုယုံကြည်လို့ဝင်လာကြတာပေါ့နော်လူငယ်လေးတွေဒါကိုတွားပြီးတော့ကျွန်တော်လက်ခံပေးမယ်နောက်တစ်ခုရှိရတယ်အုပ်ကြီးတွေယူရမယ်အုပ်ကြီးယူတော့9ဦးကော်မတီတို့10ဦးမှုတို့ရာမှုတို့သူက process အတိုင်းလုပ်တာပေါ့ဘာထူးကြလဲဆိုတော့ဒီလက်သုံးချောင်းတွေ NLD တွေလုံးဝရေရဲတောက်တွေကအခုကြက်ခိုင်ရေးအစိုးရလက်ထက်မှာအုပ်ကြီးလုပ်ပြရစီတဲ့သူတို့နောင်တရပါပြီတဲ့ဂျက်ခံရေးတွေအစိုးရလက်ထက်မှာတဲ့အော်ချိုရေးမူလုပ်ပြရစေဆိုပြီးတော့ LND ကဒီရေတောက်တွေလက်တသောင်းချောင်းတွေကလာပြီးတော့တောင်းဆိုနေတဲ့ဟုတ်သူတို့လုံးဝဟလာ NLD ဆိုတာမရှိတော့ပါဘူးတဲ့သူတို့စိတ်ထဲမှာလည်းမရှိတော့ပါဘူးသူတို့ NLD နဲ့လည်းနောက်ကိုဘယ်တော့မှလည်းမပူပေါင်းတော့ပါဘူးတဲ့ကျွန်တော်တို့ဒီဦးသမရာကြီးဦးမြောင်းလိုက်ဦးဆောင်တဲ့တန်းဟိုင်အစိုးရလက်ထက်မှာပဲကျွန်တော်အုပ်ကြီးလုပ်ပြရစီဆိုပြီးတော့တော်များလက်သုံးချောင်းထောင်ခဲ့တဲ့လူတွေမေချစ်သားဆိုပြီးတော့ရင်ဘတ်မှာစာတန်းထိုးထားတဲ့လူတွေဟုတ်လားနောက်ကခိုထောင်းနဲ့ဟိုဆန္ဒပြတော့မှထိတ်ဆုံးကနေអော်ခဲ့တဲ့လူတွေအဲ့လူတွေကကျွန်တော်တို့နဲ့လာပြီးတော့အုပ်ကြီးလုပ်ပြရစီဆိုပြီးတော့ကျွန်တော်စီကိုနီလာမျိုးစုံနဲ့လာကြတာကျွန်တော်ကပြောလိုက်တယ်မင်းတို့အဲ့လိုလာတာဝမ်းသာပါတယ်လို့ဒါပေမဲ့လို့လူဒုကထောက်ခံရင်မင်းတို့အုပ်ကြီးဖြစ်မှာပါလို့လူဒုထောက်ခံအောင်မဲအိမ်တစင်တော်တူတော့စီယိုရေးစင်ပါလို့ကျွန်တော်ဒီလိုပဲပြောလိုက်တယ်ဟိုကျွန်တော်အဲ့ဒါကိုကြည့်ချင်းအဖြစ်ဘာသွားတွေ့ရလဲဆိုတော့ NLD တွေဟာသူတို့ဒီကုန်းချုပ်သွားပြီဆိုတာဟုတ်သူတို့တိသွားပြီ NLD တွေဘယ်တော့မှနလန်ထူမှာမဟုတ်တော့အနီတွေကနော်ပြေးတဲ့ကောင်လည်းပြေးကုန်နိုင်ကြပြေးတာပြန်လာမှာမဟုတ်ပြန်လာရင်လည်းချစ်တို့ပစိုးမှုဆွဲကျိုးလို့ဖြစ်ပြီးပြန်လာမဲ့လူတွေအဲ့လိုနေရမှာမဟုတ်လို့ရှိရင်သူတို့တက်လုံးဟိုလာလူမွေးလူတော်မပြောင်းမဲနဲ့အဲ့လိုနေရမယ်ဟိုခွက်ခေါက်တောင်းစားတဲ့တမျိုးပေါ့ဗျာဟိုအရှက်မရှိအဲ့ဒါမျိုးကလွဲပြီးတော့ကျန်တဲ့လူတွေကတော့ဒီမှာကိုယ်စီပြန်လာပြီဆိုတော့ဟို NLD ဒီကုန်းချုပ်သွားပြီဆိုတော့သူတို့တည်တယ် NLD တွေရဲ့ပိုင်ဆိုင်သမျှကိုလည်းဒါအမှုဖြစ်ထားတဲ့ပြဿနာရှိထားတဲ့ဟာတွေဆိုအကုန်ပြန်သိမ်းတာဗျဟိုနာဆာကအစိုးရလက်ထက်ကသူတို့ယုံနေရအစကိုလုံးချိတ်ပိတ်သိမ်းနိုင်ငံတော်ပိုင်ဖြစ်ဆိုတော့သူတို့ကလုံးဝကိုမျိုးဆက်ပြတ်သွားပြီ
မျိုးဆက်ပြတ်သွားပြီသူတို့ရဲ့ခေါင်းဆောင်ခေါင်းစားစုကြည်ဆိုလဲဟလာသူရဲ့82နှစ်မြောက်မွေးနေ့မှာကျွန်တော်ကလည်းဆူတောင်းပါတယ်28နှစ်လုံးထောင်ထဲမှာပဲအေးအေးချမ်းချမ်းနေရပါစီချမ်းချမ်းမာမာနဲ့နော်ဒီလိုလဲကျွန်တော်ဆူတောင်းပါတယ်နောက်သူတို့တော့နလန်ပြန်ထူမှာမဟုတ်တော့ဘူးလို့ကျွန်တော်အဲ့လိုမြင်နေဗျာလေးစားပါတယ်ကဲဆိုတော့ပြောချင်တာကတော့ဝိလာဆွေကတိုလေးကို LND ကိုကြောက်နေတယ်ဆိုတော့အခုချိန်မှာ LND ကဖွဲ့တွေကကျွန်တော်တို့ကြက်ခံရေးအစိုးရလက်အောက်မှာဒုထောက်ပြီးတော့ကျွန်တော်တို့ကိုလာပြီးတော့တောင်းဆိုနေတာမျိုးဒီလိုမျိုးကိုပြောချင်တာဆိုတော့မင်းတို့တွေကို LND ဘက်ကတကယ် LND စစ်တွေကမင်းတို့တွေကိုအရန်ကိုချစ်တယ်လို့ဒီလိုမျိုးကိုလာတောင်းတာမဟုတ်လို့ပါနော်ဆိုတော့မင်းတို့တွေလက်ထက်မှာအရန်ကိုလောချင်တယ်လို့အော်ထက်ဘအရန်ကိုဖြစ်ချင်တယ်လို့မင်းတို့တွေစီကလာပြီးတော့တောင်းဆိုတာမဟုတ်လို့ပါနော်တကခုအကြံတကယ်ဒီ LND ပါတီအစစ်တကယ်ရှိတယ်ဟုတ်တယ်ဆိုလို့ရှိရင်တော့မင်းတို့တွေစီကအကြံတစ်ခုရှိတယ်အဲ့ဒါအကြောင်းမလို့မင်းတို့တွေစီလာတာဒါမှမဟုတ်ရင်အဲ့လူတွေကအစင်းဘာကြီးဘောနော်လက်တောင်းချောင်းတွေဘာကြီးပြောနေမယ်လေမင်းကအဲ့လိုပြောနေမယ်လေ LND မဟုတ်ဘူးဆိုလို့ရှိရင်တော့လူမျိုးတွေကိုရိုးသားနေတော့မင်းတို့တွေကို LND မဟုတ်တဲ့လူတွေကပဲလော့မယ်ဆို LND တကယ်စစ်မှန်တဲ့သူတွေကတော့မင်းတို့တွေကိုဒီလိုမျိုးပြောဖို့တော့အစင်မပြေတော့ဘူးဆိုတော့တကယ်ဟုတ်တယ်ဆိုရင်တော့အကြံစီတစ်ခုရှိလို့မင်းတို့တွေတခုနေရချင်လို့နေရပြီးတော့ဘာလို့မလဲဆိုတာကိုအကြံရှိလို့မင်းတို့တွေကိုလာပြီးတော့ဖားနေတာနဲ့တူပါတယ်ဆိုတော့အများကြီးတော့မမျှော်လင့်နဲ့နော် LND ကလည်းမရှိတော့ဘူးဆိုပြီးတော့လေနင်းကောင်းချုပ်ပြီးဆိုတော့အားရပါရကိုပြောသွားတာဆိုတော့ဘူးလဆိုရဲ့အခြေအနေကတော့ LND ကိုဘယ်လောက်ထိကြောက်လဲဆိုတာကိုသိစေချင်တာဖြစ်ပါတယ်သူတို့တွေကြက်ခိုင်ပါတီတွေကအဲ့လောက်ထိကြောက်တာဆိုလို့ရှိရင်ဘယ်လောက်ထိကြောက်လဲဆိုလို့ရှိရင်သူတို့တွေ LND နဲ့စင်ပြန်ပြီးတော့ဘေးခွေးနေတဲ့အချိန်မှာမနန်တဲ့အဆောင်သူတို့အပမင်း online ကိုတက်တွန်းပြီးတော့အဲ့ဒီ LND ခေါင်းဆောင်တွေကိုဖမ်းလိုက်ဖမ်းပြီးတော့သူတို့ပြင်ပြီးတော့လုံးမယ်အဲ့ဒီတော့မှကျွန်တော်တို့နန်မှာဆိုပြီးတော့တက်တွန်းလိုက်အခုဆိုလို့ရှိရင်သူတို့လိုချင်တဲ့ပန်းတိုင်ကိုရောက်သွားတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့လည်းဒီကျမပါတီတွေကအခုအစိုးရမှာတော့ပြီးသူတို့ဖွဲ့နေတဲ့အစိုးရမှာသွားကြည့်လိုက်ဘယ်သူမှနေရာရဲ့ကောင်းရတဲ့နေရာမရှိဘူးเนาะဆိုတော့ပြောချင်တာကသူတို့ရဲ့အစဉ်အလာကိုဒီလိုမျိုးတွေဖြစ်တယ်ဆိုတာသိစေချင်တာဖြစ်ပါတယ်အဲ့ဒီနောက်မှာအမေတော်ဆန်းစုကြည်နဲ့ပတ်သက်ပြီးပြောဆိုနေတဲ့အကြမ်းဖက်စစ်သားတအုပ်ရဲ့ရွတ်တာကိုကျွန်တော်တို့တူဆက်လက်ပြီးကြည့်အောင်ဆန်းစုကြည်ကိုထောက်ခံတဲ့လူတွေတချို့ငါပြောအောင်မယ်เนาะတချို့ကိုပြောရအောင်ဒေါ်ဆန်းစုကြည်ကိုငါတို့တက်မတော်ကနေပြီเนาะအာရမတိမ့်ပိုက်ပြီးတော့ငါတို့ကဖမ်းတာမဟုတ်ဘူးကွာเนาะဒီဖွားကြီးသာအပြင်မှာရှိနေเนาะငါတို့မြန်မာနိုင်ငံကြီးเนาะဒီတက်မကပျက်စီးမှာဆိုလို့ဖမ်းထားတာအခုမှပဲဒီဖွားကြီးကြောင့်ပေါ့เนาะတော်တော်လေးငါတို့မြန်မာနိုင်ငံကြီးငြိမ်းချမ်းမှုမရှိဘူးဟုတ်ပြီလားအရင်ကလည်းငါတို့တက်မတော်ကနေဖမ်းထားတယ်တနာလို့လွတ်ပေးလိုက်တယ်အေးဆေးနေမလားဆိုလွတ်ပေးလိုက်တယ်လွတ်ပေးတော့လည်းအပြင်မှာအေးဆေးမနေဘူးခုကထပ်ဖြစ်တယ်နော်ဒီတခါတော့ဒီဖွားကြီးငါတို့တက်မတော်လွတ်ပေးမဲ့အစီအစဉ်မရှိတော့ဘူးဟုတ်ပြီလားဒေါ်ဆန်းစုကိုထောက်ခံလူတွေကိုငါပြောချင်တာဟုတ်တယ်နော်ဒီဖွားကြီးဒီကလွတ်ပြီးမလွတ်မပြီးတော့ဟုတ်ပြီလားအဲ့ဒါလေးမင်းတို့တီးအောင်ငါလာပြောတာကျွန်တော်ကောင်လေးအားပေးတဲ့လူကျွန်တော်တီးဦးတောက်ချင်းတီးကိုကျွန်တော်ကျေးဇူးတင်ပါဆက်လက်အားပေးကြပါအောင်လို့ပြောချင်ပါအားလုံးနော်ဖိန်လာရတာဒီကောင်မကြခင်ပါဆိုခိုင်းရမှာဖိန်လာရတာဆိုတော့အမေစုကိုမင်းတို့ဘာမှပြောလဲဘာလဲဒီအမေစုကနိုင်ငံကိုပြတ်အောင်လုပ်နေတာဘာညာပေါ့တော်လေးကိုအောင်တော့သွေးကြောပြတ်နေတဲ့သူလည်းတူပါတယ်ဆိုတော့ဒီဟာကတော့အမေစုကိုစော်ကားပြီးတော့ပြောဆိုနေတဲ့သူဖြစ်ပါတယ်နော်ဆိုတော့အခုဆိုလို့ရှိရင်အမေစုကသူတို့စတက်လို့ပြီးကျင်းမိနေတာကဘယ်လိုပြောလဲဆိုလို့ရှိရင်တော့ဖြစ်လဲဆိုလို့ရှိရင်အမေတော်ဆန်းစုကြည်ကတဲ့နော်နိုင်ငံကိုဖျက်ဆီးနေတာတဲ့ပြပကျိုးကျမှုတွေကိုလက်ခံနေတာတဲ့ပြပတွေကိုခေါ်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံကိုအော်ဆိုခတ်နေတာတဲ့ဒီလိုမျိုးတွေကိုဝရအမှန်ဖြတ်နေကြတာဆိုတော့အခုဆိုလို့ရှိရင်မင်းတို့အပကတရုတ်နိုင်ငံမြန်မာတရုတ်နိုင်ငံတို့တရုတ်သမ္မတနိုင်ငံမြန်မာနိုင်ငံတို့ဆိုရတဲ့အခြေအနေမျိုးဖြစ်နေပြီဆိုတာကိုလေမင်းတို့ဘိုးဘတွေနည်းနည်းပါညံနည်းနည်းရှိနေသူတွေကတော့တိကောင်ကြတယ်ဘာမှအထက်မပြီးတော့မပြောတော့ပါဘူးဆိုတော့မင်းတို့တွေနလဘီနှောင်းတွေဘာမှမသိသူများကျင်းထက်တာကိုလက်ရောင်နေတဲ့သူတွေကပဲလူမျိုးအမေစုကနိုင်ငံကြိုးပိုင်းညာပေါ့ပြောနေကြတာဆိုတော့ဒါကတော့ဒီနေ့ရွတ်တာဖန်တွေကိုစူးစီးပြီးတော့တင်ဆက်ပေးတော့ပါဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအမေရိကန်ကြည့်ရှုအားပေးနေကြတဲ့မိဘပြည်သူများအားလုံးကိုလည်းဝေကြမှာချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ